မြမယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာအယူအဆများအရခင်မွန်းကြီး10ပါးဆိုသည်မှာကျွန်ုပ်တို့အပေါ်တွင်ကျေးဇူးတရားအလွန်ကြီးမားကြသည့်ပုဂ္ဂိုလ်10ဦးကိုဆိုလိုခြင်းဖြစ်ပါသည်မင်းတို့ကိုပြစ်မှားမိပါကကြီးလေးသောအပြစ်များဖြစ်တတ်ပြီးရိုသေပူဇော်ပါကကောင်းကျိုးမင်္ဂလာများခံစားရတတ်သည်ဟုယုံကြည်ကြသည်ခင်မွန်းကြီး10ပါးမှာခင်မွန်းကြီး10ပါး10ဦးဗုဒ္ဓမြတ်စွာဘုရားအနှိုင်းမဲ့ကျေးဇူးရှင်နှင့်ဖြစ်စေကဗုဒ္ဓတယံမူဉဏ်ဖြင့်တရားသိမြင်သောအရှင်မြတ်များ3ယဟန္တာကိလေသာကုံစင်ပြီးသောယဟန္တာအရှင်မြတ်များ4အကသာဝကလက်ရယံနှင့်လက်ဝဲယံအရှင်မြတ်များအရှင်သာရိပုတ္တရာနှင့်အရှင်မောက္ကလံ5မိခင်6လလွယ်10လဖွာကျွေးမွေးပြုစုခဲ့သူ6ဖခင်မိသားစုကိုစောင့်ရှောက်ကျွေးမွေးခဲ့သူ9ဆရာအတတ်ပညာနှင့်အလိမ္မာကိုသင်ကြားပေးသူ8တရားဟောဆရာလမ်းမှန်ရောက်အောင်ဓမ္မဖြင့်လမ်းညွှန်ပေးသူ9ကျွေးမွေးပြုစုသူစာလောင်ချိန်တွင်ကျွေးမွေးခဲ့သူသို့မဟုတ်ဘေးဒုက္ခရောက်ချိန်တွင်ကယ်တင်ခဲ့သူ10ဥပ္ပဇေဆရာယဟန်တန်ဃာဖြစ်အောင်တီလပေးချီးမြှောက်ပေးသူတတိပြုရမည့်အချက်များအနန္တောအနန္တ၅ပါးထဲတွင်ပါဝင်သောပုဂ္ဂိုလ်များထက်ပိုမိုကျယ်ပြန့်စွာဖော်ပြထားခြင်းဖြစ်သည်ဤပုဂ္ဂိုလ်များကိုပြစ်မှားမိပါကအနန္တရိယကံထက်မလျှော့သောကံမျိုးထိုက်တတ်သည်ဟုလူကြီးမိဘများကဆုံးမလေးရှိကြသည်ထို့ကြောင့်နေ့စဉ်ဖျားရှိခိုးသည့်အခါတွင်ခင်မွန်းကြီး10ပါးကိုကြော့ခြင်းဖြင့်ဘေးဥပတ်များကင်းဝေးကြပါစေဗီဒီယိုနေ့ဆက်တင်ပေးမှာမလို့ Likes and Subscribe နှိပ်ပေးခဲ့နော်Thank you for watching